အသက်16နှစ်ရှိသေးတဲ့လာမိုင်းရောင်မဲ့ပိုင်ဆိုင်ထားတဲ့ဈေးကြီးသုံးအရာလာကိုဘာစီနာရဲ့အမွေကောင်လေးဟာခုဆိုရင်တော့နရဂျီစူပါစတာတူလိုနေထိုင်နေပါပြီဆိုတော့သူရဲ့အမကန်ကုန်ပြစိတ်တွေကျဲကချစ်ဖို့ကြည့်လိုက်ကြအောင်ဗျာနံပါတ်5ခင်စီထားတဲ့ပွားညှိကွင်းဆိုတော့သူရဲ့အပြုံးကတော့ဒေါ်လာထောင်ပေါင်းများစွာဖုန်ကြတယ်လို့တင်စားလို့ရပါတယ်ဖုန်မဲ့သွားညှိကွင်းမဟုတ်ပဲရာမဲဟာဇင်ညာပစ္စည်းတွေကိုအသေးစိတ်အထိဆင်ထားတာဖြစ်ပါတယ်နံပါတ်4ဒေါ်လာ4သန်းတန်ဇင်ကန်ကားစုပါမှုသူကကားမောင်းလိုက်စင်တော်မရှိသေးပေမဲ့ကားစီး20ကျော်ပိုင်ဆိုင်နေပြီဆိုတာရောသိကြလားနံပါတ်3ဖာရီယာမာစီးတီရေရိုဘာဟမ်မာစတဲ့ကားမျိုးစားတွေကိုသူအဝယ်စုထားတာပါနံပါတ်3ဘာစီနာမျိုးကဒေါ်လာ15သန်းနဲ့ဆိုင်ကြီးဒါမှတော့စူပါစတာ2နဲ့တိုက်ဖက်တဲ့အိမ်ကြီးပါရေကူးကန်ချင်းကိုပါရုပ်ရှင်ရောခိတ်တဲ့အဆင့်မီတရှိမှုတွေနဲ့ဒီရင်ကြီးကိုရာမဲကအသက်16နှစ်မှာပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်နံပါတ်2ဒေါ်လာတန်နဲ့ဆိုင်တဲ့ကိုပိုင်ချက်နေအဲဒီသူရဲ့ကိုပိုင်လင်ရောအနားယူခံပါခမင်းစားကန်စပါးနဲ့ဂျင်နေတော်ပေါင်းပြီးအပြည့်စုံစကတ်ဆင်ထားပါတယ်ဆိုတော့ဒီကောင်လေးရဲ့ပွားဟာပင်တပားလို့ဖြီးသွားနေရတာဖြစ်ပါတယ်ပြန်နံပါတ်1ကတော့ဘာသုံးနေခြင်းနဲ့ခံမှန်းကြလားသူကအဲ့ရအတွက်မွေးကြီးအများကြီးသုံးဆွဲပြီးတပတ်ကို3ကီပြီးလို့ပြီးတော့သူရဲ့ style နဲ့ပတ်သက်ပါတယ်ကဲဘယ်သူခံမှန်းနိုင်ကြလဲ